မဲ့မင်္ဂလာပါခင်ဗျာ BND Channel ကနေကြိုဆိုပါရစေအခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ရန်ကုန်တိုင်းဒေသကြီးကြီးပင်နိုင်မြို့နယ်မှာရှိတဲ့ကြီးပင်နိုင်မျက်မြင်ကျောင်းတနည်းအားဖြင့်ကျွန်တော်တို့မျက်မြင်တွေကိုဘဝရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ပြီးတော့ကိုအားကိုပြီးကိုဘဝကိုရက်တည်နိုင်အောင်စတင်လျှောက်လန်းရမယ်ဒီကျောင်းကြီးပဲဖြစ်ပါတယ်ဒီကျောင်းကြီးကိုပြန်လဲရောက်ရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့စိတ်ထဲမှာလည်းအမြင်မဖော်နိုင်တဲ့ခံစားမှုတွေလည်းခံစားရပါတယ်ကျွန်တော်တို့လိုပဲကိုယ့်ရဲ့အိမ်မက်တွေကိုယ့်ရဲ့ဘဝတွေကိုအကောင့်ထဲပေါ်ပြီးတော့စူးစမ်းနေကြတဲ့တင်နန်းသားတင်နန်းသူတွေရှိပါတယ်အဲ့တော့ကိုဘွားကိုရက်တည်နိုင်ဖို့စူးစမ်းနေကြတဲ့တင်နန်းသားတင်နန်းသူတွေကတော့2026ခုနှစ်ရဲ့နွေရာသီ3လတင်နန်းဂျပန်မြန်မာအကျော်ပြင်တင်နန်းမှာခွန်အားပြည့်နဲ့တက်ရောက်နေကြတဲ့တင်နန်းသားတင်နန်းသူတွေပဲဖြစ်ပါတယ်ဒီတင်နန်းသားတင်နန်းသူတွေဟာမိမိတို့ရဲ့ဘဝကိုဘဝရက်တည်နိုင်ရင်ဘယ်လိုစူးစမ်းဆောင်ရွက်ကြသလဲမိဘဆရာတွေကလည်းခွန်အားပြည့်နဲ့ဘယ်လိုမျိုးတင်ပြပြသပြီးတော့မှဘယ်လိုစူးစမ်းဆောင်ရွက်နေကြသလဲဆိုတာကိုတော့ဖြင့် BND Channel ရဲ့ပြည်သက်များကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုလိုက်ကြပါအောင်ဆိုလားခင်ဗျာဒါကတော့ကျွန်တော်တို့3လတာအကျိုးပြင်ပညာကိုစနစ်တကျသင်ကြားနေတဲ့မြင်ကွင်းပဲဖြစ်ပါတယ်အကျိုးပြင်ဆရာတယောက်ဖြစ်လာဖို့ဆိုတာတော်တော်တော့မလွယ်ပါဘူးအကျိုးဆန်းပညာအကျိုးနဲ့ပတ်သက်တဲ့ပညာနဲ့ခွန်အားကိုစနစ်ကျအသုံးချတတ်တဲ့ပညာကိုကျွမ်းကျင်ပိုင်နိုင်စွာတက်မြောက်မှအကျော်ပြင်ဆရာတယောက်ဖြစ်လာတာဖြစ်ပါတယ်ဒီလိုမျိုးသင်ကြားပြသနေတဲ့နေရာမှာလည်းပဲအစွမ်းကုန်စူးစမ်းဆောင်ရွက်ရပါတယ်ဒါကတော့ကျွန်တော်တို့ဒေတာအသီးသီးအနေနဲ့ရရမှာမိမိတို့ရဲ့နေအိမ်မှာနေပြီးတော့မှကျွန်တော်တို့ရဲ့မျက်မြင်ကျောင်းတော်ကြီးကိုရောက်လာပြီးတော့ဒီအကျော်ပြင်ပညာကိုစနစ်တကျနဲ့လာရောက်သင်ကြားရင်းကိုယ့်ဘဝကိုရက်တည်နိုင်အောင်စူးစမ်းနေကြတဲ့အမြင်အောင်မတန်ဆွမ်းသူကျွန်တော်တို့နဲ့ဘဝတူညီကိုမော်ဒမာများပဲဖြစ်ပါတယ်ဒီတင်နန်းမှာသင်ကြားပေးတဲ့နိဗျဆရာတွေနဲ့တကွာတင်နန်းသားတင်နန်းသူတွေရဲ့ရှင်တွင်းစကားသံကိုလည်းအခုလိုပဲကြားသိရမှာဖြစ်ပါတယ်။ဒီလေးမင်္ဂလာပါ။ဟုတ်ကဲ့မင်္ဂလာပါကို။ဒီလေးရဲ့နာမည်နဲ့ဘယ်ကနေပြီးတော့တင်နန်းသားတက်တယ်ဆိုတာကိုတစ်ချက်လောက်ပြောပြပါဦး။ဟုတ်ကဲ့ပါဗျာကျွန်တော်နာမည်ကတော့မောင်တပ်ပိုင်ဆိုလို့ခေါ်ပါတယ်ခင်ဗျ။ကျွန်တော်တင်နန်းလက်ကမွန်ပြည်နယ်မူလိုမျိုးနဲ့ကမောက်ကျေးရွာနေပြီးတော့ဒီတင်နန်းလာတက်ရောက်တာဖြစ်ပါတယ်ခင်ဗျ။ရွာမှာနေရတာဆိုတော့လေရွာမှာတခြားအလုပ်ကိုင်တွေရှိတာပေါ့နော်။တခြားလုပ်ကိုင်ဘာမှမရှိပါဘူးကျွန်တော်မှာ။ဒါအခုလိုမျိုးဒါဒီမှာPPND အဖွဲ့ရဲ့ဒီကုညီမှုနဲ့ဒီတင်နန်းကျောင်းမျိုးကိုရောက်လာပြီးတော့ဒါအကျော်ပြင်ပညာရပ်ကိုစနစ်တကျနဲ့လာပြီးတော့သင်ယူတယ်လို့ပြောရမှာပေါ့နော်ဟုတ်ကဲ့ပါဗျာအဲ့တော့ဒီအကျော်ပြင်ပညာရပ်ကိုခုစပြီးတော့သင်ယူတဲ့အချိန်ကစပြီးတော့ပေါ့နော်အညီလေးစိတ်ထဲမှာဘယ်လိုခံစားရလဲဒီပညာနဲ့အပေါ်မှာခုလိုသင်ယူရတဲ့အပေါ်ပျော်ပါတယ်ဗျဝါသနာလည်းပါတယ်ကြောက်ဒီပညာမှာသင်ရတာအရင်ပျော်ပါတယ်ဗျပညာကိုသင်ရတာဟုတ်အခက်အခဲတွေရောပါရီများရှိတယ်လောလောဆယ်အချိန်မှာအကျော်ပြင်ပညာသင်ယူနေတာဆိုမှဒီနေ့နေတဲ့အခက်အခဲတွေကိုဘယ်လိုကျော်လွှားလဲဘယ်လိုဖြတ်သန်းလဲဒါလေးပြောပြအခုချိန်ထိတော့အခက်အခဲတော့မရှိသေးဘူးပေါ့နော်အခုလက်ရှိသင်ကြားနေတဲ့အချိန်ထိတော့အခက်အခဲတစုံတရာတော့မရှိသေးပါဘူးခင်ဗျဒီတင်နန်းကိုတက်ရောက်ရတဲ့အတွက်ဒါဒီတင်နန်းကလည်းအခုတို့ဒါအလူရှင်တွေရဲ့အမတီအလူရှင်တွေရဲ့နောက်ကျွန်တော်အခုတို့ကဒီဗိနာစေတနာရှင်အလူရှင်တွေရဲ့ဒါဝိုင်းဝန်းကူညီပံ့ပိုးမှုနဲ့ဒီတင်နန်းကြီးဖြစ်လာတာဆိုတော့ဒီအလူရှင်တွေနဲ့တကွဒီစေတနာရှင်အလူရှင်တွေရောဒီလေးပါနေနေပါရင်တွင်းစကားပါလေးပြောချင်ဟုတ်ကဲ့ပါအခုဒီတင်နန်းဖြစ်ရောက်ဖို့အတွက်ဒါလာရောက်လူတန်းထားတာပေါ့နော်ဖက်ဖက်ကနေပြီးတော့အကုန်ကြခံလာရောက်လူတန်းပေးတဲ့non group construction လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့မှာလည်းဒီလိုမျိုးပဲဒီတင်တန်းတွေဖွင့်ရတဲ့ခါကျရင်ဒီလိုမျိုးပဲလှူနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဗျကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုဟုတ်ညီမလေးမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါကိုကျေးဇူးတော်ညီမရဲ့နာမည်လေးကိုတစ်ချက်လောက်နှိမ့်ဆက်ပေးပါနာမည်လေးရဲ့နေရာလေးစာဟုတ်ညီမနာမည်ကတော့နင်းဝေဖြူလို့ခေါ်ပါတယ်နာမည်နေရာလေးစာကတော့စကိုင်းတိုင်းဒေသကြီးရွှေဘုံမြို့ကနေပြီးတော့ဒီတင်နန်းကိုလာတက်တာဖြစ်ပါတယ်ကိုအခုဒါတင်နန်းတက်ပြီးနေတာအရင်ကြိုးစားနေတာနော်ဟုတ်ကဲ့ဟုတ်အဲ့တော့မားလက်တဲ့ကြားလေးကဖြည့်ပြရလေးကျေးဇူးတင်တယ်အဲ့တော့အခုဒါတင်နန်းကလည်းဒါစပြီးတော့ဒါတင်နေပြီပေါ့နော်တင်ချနေတဲ့အခါမှာပို့လေးနဲ့ကိုရွာတက်လာပြီးတော့ဒီလိုခွန်အားအပြည့်နဲ့ဒီမှာလာပြီးတော့ကိုယ့်ဘက်ကိုရက်တိနိုင်အောင်ကြိုးစားကြရလေအဲ့တော့ကြိုးစားတဲ့အခါမှာအခက်အခဲတွေရောရှိတာပေါ့နော်ဘယ်လိုမျိုးစိတ်ကိုခွန်အားဖြစ်နေကိုပြောင်းလဲပြီးတော့ဒါစိတ်ကိုတင်းထားတယ်ပေါ့နော်အဲ့ဒါလေးဖြည့်ချပြီးပါဟုတ်ကဲ့ညီမအနေနဲ့ဆိုလို့ရှိရင်ဒီလုပ်ငန်းက
ဒီတင်တဲ့အရန်လဲစိတ်နေကိုကိုရန်ကလည်းကျောင်းမှာပဲပြီးတာပေါ့ကျောင်းအိမ်ကျောင်းသားကျောင်းတက်ဆိုတော့ဒီအနေထားမျိုးတွေနဲ့ပဲပြီးနေတာဆိုတော့ဒီလုပ်ငန်းကိုလုပ်တဲ့အခါမှာအဆင်ပြေပါမလားဆိုတော့ဒီကစိုးရင်စိတ်ပေါ့နော်အဲ့ဒီစိတ်နဲ့တွင်းနဲ့နောက်ပိုင်းတော့လည်းပြေသွားမှာပါဆိုတဲ့ပုံစံမျိုးနဲ့ကိုခွန်အားယူပြီးတော့စပြီးတက်နေရမှာပေါ့ အဲ့တော့ဒါဟိုကျောင်းနဲ့လည်းမစိမ့်ဘူးပေါ့နော်ကျောင်းနဲ့မစိမ့်ဘူးဒါကိုကတော့မျက်မြင်နေနဲ့ညီစက်မှုရှိတဲ့တယောက်အနေနဲ့ကိုယ်တိုင်နဲ့အတူတူတက်နေတဲ့ဒီတင်တန်းအဖော်တွေပေါ့အဲ့ဒီအဖော်တွေမှာသူတို့တွေမှာအားနည်းချက်တွေဒီတင်တန်းနဲ့ပတ်သက်ပြီးတော့သူတို့တွေပြင်ပန်းတဲ့အခါကညီမအနေနဲ့ဒါနည်းနည်းပါးကိုနှစ်တက်ရတာမျိုးရှိတာပေါ့နော်အဲ့လိုဖြစ်တဲ့အခါမှာဘယ်လိုနှစ်တက်ရတာရှိတယ်ဒါလေးပြောပြတယ် ဟုတ်ကဲ့တချို့တွေကြတော့လေနေရာပတ်ဝန်းကျင်စိမ့်တဲ့ခါမှာနေရာဒေသတော့ကျွမ်းကျင်မှုမရှိတာရယ်အဲ့ပဲညီမလိုပဲဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ထိတွေ့မှုမရှိတဲ့သူတွေအနေနဲ့စိတ်တကြအမျိုးတွေရှိရဲဆိုလို့ရှိရင်တော့ခွန်အားမရှိဖို့တော့နော်ကိုရိုင်းကလည်းဒါမျိုးတွေကြုံခဲ့ရတယ်ဆိုတဲ့အကြောင်းဒီတခြားနေရာတွေမှာသွားလာလို့ရှိရင်ဒီချက်ခက်ခဲတယ်ဆိုတဲ့အကြောင်းတွေပေါ့စကလုံးနေနဲ့တိတ်နာများပါတော့ ဟုတ်ကဲ့ပါကဲဒီပညာကိုတင်ကြားတက်မြောက်ပြီးတော့ညီမအနေနဲ့အနာဂတ်မှာဘယ်လောက်ထိကိုကြီးမှန်းထားလဲပေါ့နော်ဘယ်လိုရှိကိုစူးစမ်းသွားမယ်လို့ကိုယ်စိတ်ထဲမှာပိုင်းချက်ထားလဲပေါ့နော်အဲ့ဒါလေးနည်းနည်းပြောပြပါ ဟုတ်ကဲ့အဓိကတော့ညီမအကြောင်းတက်နေတဲ့ကာလတော်တော်မှာမိဘတွေစီကနေပြီးယူပြီးတော့သုံးရတာတွေများတယ်ဆိုတော့အခုအချိန်မှာဒီတင်တန်းကိုတက်ပြီးနောက်ပိုင်းမှာကိုယ်တိုင်လည်းဝင်ငွေရှာမယ်နောက်ပြီးကိုယ့်ရဲ့ဘဝတူတွေကိုလည်းဒီပညာကိုပြန်ပြီးဖြန့်ဝေမယ်ပေါ့နော်ဒီအနေထားတွေနဲ့အများကြီးတော့မျှော်မှန်းထားပါတယ် ဟုတ်ကဲ့ပါအခုလိုဒါဒီတင်တိုင်းဖြစ်မြောက်အောင်မြင်ဖို့အတွက်အဖက်ကဝိုင်းဝန်းပြီးတော့ဒါကုညီပတ်မှုပေးကြတယ်ဝိုင်းဝန်းပြီးတော့ထူပဲပေးကြတယ်အမတီထူချင်တွေလည်းရှိတယ်နောက်ပြပထူချင်တွေလည်းရှိတယ်နောက်ပေါဝင်ပြီးတော့ဒါတင်ခွင့်ပေးတယ်ပေါ့နော်ဒီတင်တိုင်းဖွင့်လှစ်ခွင့်ပေးတယ်ဒါလူမှုနဲ့ပြည်ဌာနပဲဟိုကကျွန်တော်ချင်းနိုင်မြင့်ကျောင်းကြီးနဲ့တော့အားလုံးပေါ့နော်အဖက်ကဒီတင်တိုင်းဝိုင်းပြီးထူပေးကြတယ်ဒါကုညီပေးကြတဲ့သူတွေအကုန်လုံးဒီမှာဒီနေ့ချင်းတဲ့စကားကျေးဇူးတင်တာပြောပြပါ ဟုတ်ကဲ့ပါကိုဟုတ်ဒီတင်တန်းကိုဖြစ်မြောက်ဖက်ဖက်ကနေပြီးတော့ဝိုင်းဝန်းပုံမှုပေးတဲ့လူရှင်ဖွဲ့စည်းတီတီကိုလည်းကျေးဇူးတင်တယ်လို့နောက်ပြီးတော့ဒီညီမတို့ဒီစာရေးစသရအဆင်ပြေအောင်လုပ်ကင်ပေးတဲ့ဘုံမဝန်ဌာနဦးစီးဌာနအောက်ကနေပြီးတော့ချင်းမြတ်ကျောင်းမှာရှိရဲကျောင်းဆရာမကြီးနဲ့တကွဆရာမကြီးကိုလည်းကျေးဇူးတင်ပါတယ်နောက်ပြီးတော့ဒီတင်တန်းမှာဒီတပည့်တွေပေါ့နော်ဖြစ်မြောက်အောင်ကောင်းကောင်းမွန်သင်ကြားနိုင်ဖို့အတွက်အပင်မခံပြီးသင်ကြားပေးနေတဲ့ဆရာတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဟုတ်ဟုတ်ကဲ့ကြားပေးလို့ကျေးဇူးများတင် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ဟုတ်ဆရာမင်္ဂလာပါ ဟုတ်မင်္ဂလာပါဗျ ဒီလိုဆရာရဲ့နာမည်လေးကိုတစ်ချက်တော့မိတ်ဆက်ပေးပါ ဟုတ်ကျွန်တော်နာမည်ကိုစန်းလင်းအောင်ဖြစ်ပါတယ်ဗျ ဟုတ်အခုဆိုရင်ဒါကျွန်တော်တို့ကြောပြင်ပညာကိုဒီမှာလာရောက်ပြီးတော့ဒါသင်ကြားပေးနေတာသင်ကြားပေးတဲ့နီးပြဆရာတယောက်အနေနဲ့ဒီမှာလာရောက်ပြီးတော့ဒီကြောပြင်ပညာကိုသင်ကြားပေးရတဲ့ရည်ရွယ်ချက်ကိုချက်ပြောပြပါ ဟုတ်ကျွန်တော်ကိုယ်တိုင်အစမမြင်ဘူးဆိုတော့လေကျွန်တော်ဘဝတူချင်းကိုသူ့ကိုယ်သူဟိုဟာလောက်ကင်စားနိုင်ဖို့အတွက်ကျွန်တော်တို့ဒီဟာကိုသင်ကြားခြင်းဖြစ်ပါတယ်ဗျ ဟုတ်ကဲ့ပါအဲ့တော့ဒီတင်တန်းမှာဆရာနီးပြဆရာဘယ်နှယောက်နဲ့ဒါသင်ကြားပေးနေ ဟုတ်6ယောက်ပါဗျနီးရဆရာ6ယောက်နဲ့ကျွန်တော်တို့စာတင်နဲ့ဆရာနဲ့ဆိုရင်ကျွန်တော်9ယောက်ရှိပါတယ်ဗျ ဟုတ်ကဲ့ဒါဒီအကျော်ပြင်ပညာရပ်ကိုလည်းဒါသင်ကြားပေးတယ်ကျွန်တော်တို့မျက်မြင်စာပေပေါ့ ရေးစာကိုလည်းဟုတ် မျက်မြင်စာပေကိုလည်းဒါတက်မြောက်အောင်သင်ကြား သင်ကြားပေးပါတယ်ဗျဟုတ် ဒီမှာမှကောင်းမှုပါတယ်ဒါကြောင့်ဒီသင်တန်းကပေါ့နော်အရင်ကလည်းရှိတယ်လို့ကျွန်တော်တို့ကြားဖို့တယ်အခုလည်းဒါဆက်ပြီးတင်နေတယ်ပေါ့အဲ့တော့ဘယ်နှစ်ခုနှစ်လောက်ကစပြီးတော့ဒါဒီသင်တန်းကိုစပြီးဖွင့်ပြတာ ကျွန်တော်2010ကနေပြီးတော့စတင်ခဲ့တာပါဗျ ဟုတ်ကဲ့ဒါဆိုရင်အဲ့ဒီကလေးကဆရာတို့ကဒါသင်ကြားပေးနေတာ ဟုတ်ကဲ့ပါဗျကျွန်တော်တို့က2010ကနေအခုချိန်ထိ17နှစ်ရှိပါပြီဗျဒီနှစ်ကောဆိုရင် ဟုတ်ကဲ့ပါဒါအဲ့တော့တပည့်ဒီမျိုးမျိုးနဲ့လည်းဒါဟိုကြုံခဲ့ရပြီပေါ့နော်ဒီစိတ်ဓာတ်ပိုင်းဆိုင်ရာအမျိုးမျိုးကိုလည်းဒါခွန်အားသွင်းပြီးတော့ဒါတင်ကြားခဲ့ရပြီပေါ့ဒီတင်ကြားခဲ့ရတဲ့အပေါ်မှာရောအဲ့လိုအတွေ့အကြုံနဲ့ပတ်သက်လို့ပေါ့ဗာလေးပြောချင်တယ်ပေါ့ဘယ်လိုမျိုးလေးတွေဟိုတင်ကြားတာအခက်အခဲတွေရှိတယ်ပေါ့ဒီအခက်အခဲတွေကိုဘယ်လိုဖြေရှင်းလဲပေါ့ ဟုတ်ဟိုနေအတိအကျကလေးရလာကြတော့သူတို့ရဲ့ပညာဘူးတုဒရေရောကျွန်တော်တို့သင်ပေးရတယ်နောက်တစ်ချက်ကြတော့လူပေါင်းစုံဆိုတော့ဟိုတယောက်နဲ့တယောက်ကမတူဘူးဆိုတော့သင်ရတာတော့ဟိုအခက်အခဲလေးရတော့ဟိုရှိပါတယ်ဗျကျွန်တော်တို့မှာဘာလို့သူတို့ဒီပညာကိုတက်မြတ်အောင်ဟိုသင်တန်းပြီးဆုံးသွားဟိုတက်မြတ်အောင်ကျွန်တော်တို့သင်ကြားပေးဖို့အတွက်ဒီဆရာတွေကတော့ဟိုစူးစမ်းရပါတယ်ဗျ ဟုတ်ကဲ့ပါအဲ့ဒါဆိုလို့ရှိရင်ပေါ့နော်ဒါအခုလိုမျိုးဒီတင်တန်းကြီးဖြစ်မြောက်အောင်မြင်ဖို့အတွက်ဝိုင်းဝန်းပြီးတော့ sponsor အနေနဲ့လူမ TV ဆိုတဲ့ပေးကြတဲ့အလူချင်းတွေနောက်ကျွန်တော်တို့နောက်ကရန်ကနေပြီးတော့ပေါ့နော်တက်နိုင်တဲ့တော့ပြီးတော့ကျွန်တော်တို့ဒီတင်တန်းကြီးအောင်မြင်ဖို့အတွက်အဖက်ဘက်ကဝိုင်းပြီးကူညီပံ့ပိုးပြီးတော့လူရန်ပေးကြတဲ့အလူချင်းတွေနဲ့တကွာကူညီပံ့ပိုးနေကြတဲ့လူတွေကိုဆရာအနေနဲ့ဒါကျင်းတဲ့စကားလေးပြောကြပေးပါ ဟုတ်ကဲ့ပါဗျကျွန်တော်တို့ဒီကျင်းတိုင်းအကြောင်းကြီးနဲ့တကွဒီဝန်ထမ်းတွေနဲ့တကွကျွန်တော်တို့ចောင်းသားဟောင်းအဖွဲ့တွေနဲ့နိုင်ကလူ
ဟိုဆောက်လို့ရင်းနဲ့တကွကျွန်တော်အလှရှင်တွေနဲ့တကွအကုန်လုံးကိုဒီသင်တန်းကြီးကိုဆရာတင်ကြပြီးတဲ့ဆရာမတွေရောအလှရှင်တွေရောကျွန်တော်ဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်ဗျ ဟုတ်ခုလိုပြကြပေးတော့ကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ကဲ့ပါဗျ